င့်ကလေးကရုတ်တရက်နိုးမဆိုးတော့ဘူးပါဇက်ဟာရခက်ခဲလာပြီးတော့ဒီကိုယ်လုံးတောက်တင်လာပြီးဆိုရင်ဒါဟာတာမန်နေမကောင်းတာမဟုတ်ပါဘူးအသက်အန္တရာယ်ရှိတဲ့မေးခိုင်ပိုးဝင်တာဖြစ်နိုင်ပါတယ်ဝေးကင်းစားကလေးတွေမှာမေးခိုင်ပိုးဘာကြောင့်ဝင်ရတာလဲအဓိကအချက်၃ချက်ရှိပါတယ်နံပါတ်၁ကတော့မတန့်ရှင်တဲ့ကိရိယာတွေနဲ့ချက်ကျိုးဖြတ်တာပါပိုးမတက်ထားတဲ့ကက်ကြီးဒါမှမဟုတ်ဝချမ်းများတွေကနေပိုးမွှားတွေကချက်ကျိုးကတဆင့်ကလေးကိုယ်ထဲကိုဓာတ်ရိုက်ဝင်သွားတာပါနံပါတ်2ကတော့ချက်တိုင်ကိုမတန့်ရှင်တဲ့အရာတွေလိမ့်တာပါအနာချအောင်ဆိုပြီးတော့ပြာတွေမြေကြီးတွေကွန်စတွေတွေဒါမှမဟုတ်ဆေးမီးတို့တွေလိမ့်ပြီးတဲ့အခါမှာအဲ့ဒီအရာတွေကနေတဆင့်ပိုးမွှားတွေကူးစက်ခံရတတ်ပါတယ်နံပါတ်3ကတော့ကရုံတုံးတာနဲ့တခြားရှာနာတွေပါတန်ကြေးတက်နေတဲ့ဓားတွေနဲ့ကရုံတုံးပေးမိရင်ဒါမှမဟုတ်မတော်တဆရှာနာဖြစ်သွားတဲ့နေရာကိုမတန့်ရှင်တဲ့လက်တွေနဲ့ကင်တွယ်မိရင်လည်းပိုးဝင်နိုင်ပါတယ်မိခိုင်ပိုးကကလေးရဲ့အာယုံကြောစနစ်ကိုတိုက်ခိုက်တဲ့အတွက်ဆိုးကျိုးတွေခံစားရနိုင်ပါတယ်ကလေးကမေးရိုးတွေတောက်တင်းလာပြီးနှိုးဆိုးလို့မရတော့ပါဘူးအလွန်အမင်းနာကျင်ပြီးတော့တကူလုံးနောက်ကိုလန်ထွက်သွားတဲ့အထိတောက်တင်းပြီးတော့တက်လာမယ်အဆိုးဆုံးကတော့အသက်ရှူလမ်းကြောင်းတွေပိတ်ဆို့ပြီးတော့အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်ဒါဆိုရင်ဒီမေးခိုင်ပိုးကိုဘယ်လိုကာကွယ်ကြမလဲဒီယောဂကို100%ကာကွယ်လို့ရပါတယ်ပထမဆုံးအနေနဲ့မိခင်လောင်းတွေကကိုယ်ဝန်ဆောင်စဉ်မှာမေးခိုင်ကာကွယ်ဆေးကိုအကြိမ်ပြည့်ထိုးတာပါဒါမှကလေးစီကိုခုခံအားတွေစီးဆင်းသွားမှာပါဒုတိယကတော့ကလေးမွေးဖွားချိန်မှာတန့်ရှင်တဲ့ကိရိယာတွေသုံးဖို့နဲ့ချက်တိုင်ကိုဘာဆေးမှမလိမ်မဲနဲ့၆၆တွေ့တွေ့ထားဖို့ဖြစ်ပါတယ်နောက်ဆုံးကတော့ကလေးအသက်2လပြည့်ရင်ထိုးရမယ့်ကာကွယ်ဆေးတွေကိုမပြတ်မကွက်ထိုးပေးဖို့လိုပါတယ်တန့်ရှင်မှုနဲ့ကာကွယ်ဆေးကတင့်ရင်တွေရဲ့အသက်ကိုကယ်တင်နိုင်ပါတယ်တကယ်လို့ဒီအကြောင်းအရာအသင်အတွက်အထောက်အကူဖြစ်တယ်ဆိုရင်တခြားမိဘတွေစီလည်းပြန်လည် share ပေးသွားပါအောင်ရှင်